น้ำสามมิวเอาวินแล้วมาจีเปเปแชมมาตีว่าลามิวส่งย้อนในดากูอาตานไลซีในมินตัวยามาพี่ดอกแล้วมาจีหยาเปแชมมาสวยเนาะยาสีแดงย้อนพวกกูนี่แหละม้วนได้อาเชงลุนตะไนเล่ามาลาบิโจตินปินสินท่าได้กงเดบอยซ่าอากูจีอามาจีเรกูเซจินูเฟียมินตัวยามาเปพี่บาเดเบียดีนาการยาสีแดงหันนั่นสามมิวเยลูอาศิกาส่งเนี่ยเนี่ยมิวเยอดีการยาสีแดงเลเวพี่ตาบ่เนาะดีนาการยาสีแดงมาซาต่อกองเนี่ยอากงนี้ปายาในเดสุบิเมขมยารุขอซาผู้ช่องนี่ได้ยาเนี่ยแต่มีเลเดกูดองมายาในบาบุบยาน้ำสามมิวแทกูวิ่งยอกลาได้อะค่ะมิวရဲ့အလားတရားနဲ့အတူမျက်စိကျဆရာကောင်းတဲ့နိုင်စင်တာဝါလေးကိုလည်းထက်မြင်တွေ့ရမှာပဲဖြစ်တာပေါ့နော်ဒီနိုင်စင်တာဝါဟာတောင်ကြီးမိုးနဲ့ခိုလန်မြို့တွေရဲ့လမ်းလာဆုံရနေရတရိကံပုံစံအမတတခုဖြစ်တာပေါ့ဗျာน้ำสามมิวမှာတခြားမျိုးနဲ့ဆုံတဲ့လမ်းဆုံတာများနေခဲ့တာပါဟိုအရင်ချင်းကကျွန်တော်နဲ့အရင်ချစ်ကြိုက်ခဲ့တဲ့ဒီမျိုးထဲကမမတယောက်နဲ့ပြန်တွေ့ဆုံဖို့လမ်းကိုတော့ကျွန်တော်ရှာမတွေ့ခဲ့ဘူးပေါ့နော်น้ำสามมิวกันเนี่ยน้ำสังขยายพิลายาได้อาจอยยิงกูเลยจุนอติตลอดเลยขมยาดกูเปียมยาวิชิมาเดบีย2020คนนี้เอบิลา30ยันนี่มาในงานตะวันขยายอติลิสิชอบขยายตัวแชร์พอยซีเคบียามาในงานมาขยายสุปองแต่ยันน่ะเซติขยายอธิพิลาแค่ดาบ่เนาะเอดีขยายตัวแชร์พอยซีมูเทมาน้ำสามมิวเลยกูอยู่วินจอสอปาวิลาแค่ดาบ่เบียไอยิงก็ลอยลิงขยายออกกันน้ำสามมิวเนี่ยพิแค่เบแม่ขยายอติด้วยตัวแชร์พอยซีเคได้อาชิมาดอนน้ำสามมิวหาเลยน้ำสามขยายสุดเลยเอาโชยสินตะคูในยติลาในแค่ดาบ่เนาะอคูเชมาสวยนอนน้ำสามมิวหากูนำแม่เนี่ยกูขยายยงสยามมิวพี่นี่บาบิเบียมิวแต่มิวขยายอาเซียนที่ยอกตัวดากะมิวยันนำแม่เลยตะคูเปียวเลยตัวดาล็อกดอโยชิมันนี่บาบูดาหานั่นสามมิวရဲ့အုပ်ချုပ်ရေးအရေးပါမှုတိုးတက်လာတာရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အခွင့်အလမ်းတွေပိုကောင်းလာတာတွေနဲ့နောင်လာမဲ့မျိုးဆက်တစ်တွေအတွက်တမိုင်းဆံမျက်နှာတစ်တစ်ခုရေးပေးလိုက်တယ်လို့မျိုးလည်းဖြစ်ရတာပေါ့နော်မျိုးနယ်ကနေခရိုင်အထိတိုးတက်ပြောင်းလဲလာတာကိုတုံးတက်ကြည့်ရှင်အဖြစ်နမ်ဆမ်မျိုးဟာဒေတာတွင်းအုပ်ချုပ်ရေးကုန်သွယ်ရေးနဲ့ဝန်ဆောင်မှုတွေစုဝေးလာနိုင်တဲ့အချက်အချာနေရာတစ်ခုဖြစ်လာဖို့အလားအလာကောင်းရှိတဲ့မျိုးတစ်မျိုးဖြစ်နေအောင်တင်မကသေးပဲနဲ့တောင်ကြီးခိုလန်မိုးနဲ့မျိုးဘက်တွေကိုဆက်သွယ်သားလာနိုင်တဲ့လမ်းကြောင်းဆောင်ရရှိထားတာမလို့နေ့တိုင်းလိုလူသွားလူလာထူထပ်ပြီးကုန်စည်စီးဆင်းမှုနဲ့ဒေတာတွင်းစီးပွားရေးအတွက်ပိုကောင်းလာစေတဲ့အတာရှက်တစ်ခုပါဖြစ်စေတာပေါ့ဗျာနမ်ဆမ်မျိုးမှာစီးပွားရေးလဲကောင်းတယ်လို့လဲပတ်စရာနေရာတွေလည်းအများကြီးရှိပါသေးတာပေါ့နော်ကျွန်တော်နဲ့တငယ်ရှင်းတယောက်ကတော့လေမရေးရှာရှိတဲ့သူတွေမို့လို့ KDB နဲ့ဘားဆိုင်တွေကိုသွားမလဲပဲကိုဘဝအတွက်စိတ်အေးချမ်းစီပြီးကုသိုလ်ကောင်းကျိုးရစေတဲ့မြို့တွင်းထဲမှာပဲရှိတဲ့တက်ပယ်လာတဲ့စီတီဖျားတွေကိုပဲအလဲပတ်လာခဲ့လိုက်တာပေါ့ဗျာ Okayထိုင်တော်မူနေတဲ့တက်ပယ်လာတဲ့ဖျားဖြူရဲ့အရေးအောက်မှာဘဝဆက်တိုင်းကျွန်တော်အသားဖြူပြီးရုပ်ရည်ချောမောရပါစေလို့ဆုတောင်းလို့ပြီးတာနဲ့ကျွန်တော်ကိုထားသွားခဲ့တဲ့မမကိုတော့ဘဝဆက်တိုင်းမိသွေးခဲလို့အသားမဲပြီးကြာကူလီရုပ်ပေါက်တဲ့လီနဲ့ရပါစေလို့ဆုတောင်းပေးလိုက်တာပေါ့နော်ဟီကျွန်တော်ကဆတာပါဗျာအမှန်တကယ်တော့ကျွန်တော်မပိုင်ဆိုင်လိုက်ရတဲ့မမတယောက်ကိုကျွန်တော်စိတ်ရင်းထဲကဆူတောင်းပေးလိုက်တာကအရှင်ဖျားဗျာကျွန်တော်နဲ့ရေဆက်ကုန်လို့ဘွားထဲတကယ်မပိုင်ဆိုင်လိုက်ရပဲနဲ့လမ်းခွဲသွားခဲ့ရတဲ့မမကိုကျွန်တော်ထက်ပိုကောင်းတဲ့လူနဲ့တွေ့ဆုံခွင့်ပေးလိုက်ပါဗျာကျွန်တော်မပေးနိုင်ခဲ့တဲ့နှွေးထွေးမှုအချစ်တွေကျွန်တော်မဖြစ်စီးပေးနိုင်ခဲ့တဲ့မမရဲ့ဖြစ်ချင်တဲ့အိမ်မက်တွေကိုလည်းသူ့ဘွားထဲမှာအရာအလုံးဖြစ်စီးပေးနေတဲ့သူနဲ့တွေ့ဆုံရပါစေမမရဲ့ဘွားမှာကျွန်တော်ကြောင့်ကြံခဲ့တဲ့ဝမ်းနဲ့မှုတွေထက်ပျော်ရွှင်မှုတွေပိုများရပါစေကျွန်တော်နဲ့ရှိတုန်းကထက်ပိုလုံချုံတဲ့ဘွားပိုအေးချမ်းတဲ့အချစ်တွေနဲ့ပိုနားလေပေးတဲ့လူတယောက်နဲ့လည်းဘဝကိုချောမွေးစွာဖြတ်တန်းနိုင်ကြပါစေကျွန်တော်မပိုင်ဆိုင်တော့တဲ့နေ့ကစပြီးမမရဲ့ဘဝခရီးလမ်းမကြမ်းတမ်းပါစေနဲ့မမရဲ့ဘေးမှာအမြဲတမ်းရှိပြီးသွားမဲ့သူကလည်းကျွန်တော်ထက်ပိုတန်ဖိုးထားတတ်ပါစေလို့ဆုတောင်းပေးလိုက်တာပေါ့ဗျာတချင်ကကျွန်တော်အနားမှာပဲနေပါနော်လို့ဖះစီမှာဆုတောင်းခဲ့တဲ့ကျွန်တော်ကအခုတော့ကျွန်တော်အနားမှာမရှိတော့တဲ့မမကိုလူတိနဲ့ပျော်ရွှင်ပါစေလို့ဆုတောင်းပြီးယုံကလွှဲပြီးပါမတက်နိုင်တော့ဘူးပေါ့နော်ကိုချစ်ခဲ့ဖို့တဲ့လူတယောက်ကိုပိုင်ဆိုင်ခွင့်မရှိတော့တဲ့အခါနောက်ဆုံးအချိန်လုတ်ပေးနိုင်တာကဆုတောင်းခြင်းတစ်ခုပဲမဟုတ်ဘူးလားဗျကျွန်တော်နဲ့တငယ်ချင်းဖျားစီတီဖူးရင်ဆူတောင်းလို့ပြီးတော့ပြီမို့လို့ဖျားစီတီရင်ပြင်ပေါ်တက်လေကထစ်မှာအချွေရည်တွေတောက်မုံတွေဆိုင်းရင်ဆဲပန်းဖြေကြတာပေါ့ဗျာဖျားစီတီပတ်ဝန်းကျင်နားမှာကျွန်တော်တို့လူသားအသွဲတွေခွေးဆက်မခင်းရဲကြဘူးဆိုပေမဲ့ခွေးတွေကတော့မကြောက်မရွံ့ပဲခွေးအချင်းချင်းခွေးဆက်ပြန်ခင်းနေကြတာကိုမြင်တွေ့ရမှာပဲဖြစ်တာပေါ့နော်